ကဲဒီနေ့တော့သင်ခန်းစာတက်လေးပါအခန်းရှိဈေးများပထမပတ် D1 မှာတီရှယ်တို့ဘာတွေသင်ကြမလဲဆိုတာကိုတီရှယ်နဲ့အတူတူလိုက်ပြီးတော့သိလာရအောင်စပြီးကြပြရွတ်ဆိုခြင်းစပြီးအတန်နဲ့အမည်ရွတ်ဆိုခြင်းစပြီးအခရာစလုံးဆက်ဆက်ခြင်းစပြီးကူးရေးခြင်းနှစ်သက်ရာကြပြရွတ်ဆိုခြင်းW အခရာရွတ်ဆိုခြင်းမိကုံးမေးရဆွေးနွေးခြင်းတရုပ်ဆောင်ကစားခြင်းကြပြရွတ်ဆိုခြင်းရေတွက်ခြင်းအနားယူခြင်းမိကုံးမေးခြင်းပုံဆွဲခြင်းတနေ့တာအနည်းချုပ်တို့ပဲဖြစ်ပါတယ်စပြီးကြပြရွတ်ဆိုခြင်းစာလုံးဖူးစာလုံးခါကိုကုန်းလို့စပါဆိုင်တော့အထွက်တိုးမာမို့ပြုံးစာလုံးဖူးစာလုံးခါကိုကုန်းလို့စပါဆိုင်တော့အထွက်တိုးမာမို့ပြုံးစပြီးအတန်နဲ့အမည်ရွတ်ဆိုခြင်းဘီယူတောင်နည်းနည်းရောက်ပါနော်စပြီးရဲ့အတန်နဲ့အမည်အားဆိုလို့ရှိရင်နာမည်ကစလုံးအတန်ကစအမည်စလုံးအတန်စစပြီးအခရာစလုံးဆက်ဆက်ရှင်စလုံးပါတယ်နော်ပစ္စည်းလေးတွေနာမည်လေးတွေစဉ်းစားပြီးတော့ကလေးတွေကိုပြောခိုင်းပါမယ်ပုံလေးရှင်းပုံလေးရောက်ရှင်းလို့ရပါတယ်စပြီးကိုကူးရေးခြင်းစပြီးကိုဆရာကလေထဲမှာရေးခိုင်းမယ်နောက်ကတဲပေါ်မှာရေးခိုင်းမယ်နော်တင်မောပေါ်မှာသူတို့ကိုရေးခိုင်းလို့လည်းရပါတယ်စပြီးဟာတီရှယ်တို့အစအနေအဆုံးစီကိုတစ်ချက်တည်းပဲဆွဲပါတယ်ဒီပေါ့နော်ဒီဆွဲပုံဆွဲနည်းကိုဒီလိုစလုံးတွေမှာအယောင်ချဲခိုင်းလို့ရပါတယ်တီရှယ်ပြီးကြပြတင်ကြားနည်းဆိုပြီးဗီဒီယိုတွေတစ်လုံးချင်းစီတီရှယ်ဗီဒီယိုတွေတင်ထားရှိပါတယ်တီရှယ်ဝေါ်ထဲမှာဝင်ကြည့်လို့ရပါတယ် W အခရာရွတ်ဆိုခြင်း W အတန်ဝW မေကွန်းမေး၍ဆွေးနွေးခြင်းဆရာကကလေးတွေကိုမေကွန်းလေးတွေမေးပြီးတော့ဆွေးနွေးပါမယ်။ဒီရှယ်တို့ဈေးသင်ခန်းစာရောက်ပြီဖြစ်တဲ့အတွက်ဈေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမေးပါမယ်။ကလေးတို့ရေးဈေးဝယ်ဘူးလား။ဘာတွေဝယ်ဘူးလဲ။သူတို့ဝယ်ဘူးတာပြောမယ်ပေါ့နော်။ဘယ်မှာဝယ်ခဲ့တာလဲ။ဆရာမေကွန်းတစ်ခုမေးလိုက်အဖြစ်ရလိုက်မေးလိုက်အဲ့လိုပုံစံသွားမယ်ပေါ့နော်။ဘယ်ဆိုင်တွေတွေ့ဘူးဘာဆိုင်တွေတွေ့ဘူးလဲ။ဈေးဝယ်ရောက်ဘူးလား။ခေါင်းရွက်ဈေးတဲ့ပြီးရောမြင်ဘူးလား။ဈေးမှာဘာဆိုင်တွေတွေ့ဘူးလဲကလေးတွေကအကြရင်ဖြေပါတယ်သူတို့ရလေဟိုဘယ်ခေါ်မလဲကလေးတွေထင်သေးလို့များသူတို့အကုန်ဖြေတတ်တယ်ပေါ့နော်တရုပ်ဆောင်ကစားခြင်းဆရာကဈေးเจ้าကိုဆွေးနွေးပြီးရဲ့အခြားဈေးရောက်တန်းကစားပါမယ်တီရှယ်ပုံတွေအများကြီးရှိရဒီပုံတော်ပုံပဲပြန်တွေ့လို့ပုံလေးနဲ့ပဲတင်လိုက်တယ်ပေါ့နော်တီရှယ်ဟင်းရွက်ဆိုင်လေးတွေနောက်ကအယုတ်ဆိုင်လေးတွေအဲ့လိုပေါ့နော်ဆိုင်ဟိုကဒီပုံစံတုလေးတွေနဲ့ပေါ့နော်သူတို့ကိုတီရှယ်ကအဲ့ကစားနည်းလေးတွေကစားခိုင်းပါတယ်အမလီသူတို့ဈေးဝယ်တဲ့ပုံနော်ဝယ်တက်တယ်ပြောတက်တယ်ဈေးချော့ပါအောင်လို့ပြောတဲ့လူကရှိသေးရနော်ကြပြရွတ်ဆိုခြင်းဆရာကတစ်နှစ်သုံးလေးကြပြကိုအမူအရာနဲ့ရွတ်ဆိုပြပါမယ်တစ်နှစ်သုံးလေးကြပြတရှယ်တို့ရောင်းစုံဘောလုံးကြပြနဲ့တန်စင်တူတူပဲဖြစ်ပါတယ်တစ်နှစ်သုံးလေးတစ်နှစ်သုံးလေး5 6 9 ခုနှစ်ပြီးတော့ချစ်ွယ်ခုနှစ်ပြီးတော့ချစ်ွယ်90ဆရာက1 2 3 4အဲ့နေရာမှာဖြည်းဖြည်းလေးနဲ့လက်ချောင်းလေးတွေထားအောင်ပြီးတော့ဗောနော်ကနန်းလေးတွေကိုကလေးတွေတခါတည်းဟိုလိုက်ရေတွက်ပြီးတော့စုခိုင်းပါမယ်ရေတွက်ခြင်းဒါကတော့ဆရာကကလေး9ယောက်ဒါမှမဟုတ်ရင်ကလေး1ယောက်ချင်းစီကိုအတန်းရှိကိုခေါ်ပြီးတီရှယ်ကတော့ခဲတံနေမရေခိုင်းဘာရေခိုင်းလဲဆိုပိုက်ချောင်းပေါ့နော်ပိုက်ချောင်းထုတ်ကအလွယ်ကူဆုံးလည်းဖြစ်တယ်လို့သူကအများကြီးလဲသုံးလို့ရပါတော့တထုပ်ဆိုအများကြီးပါတယ်ပေါ့နော်တီရှယ်ကကလေးအားလုံးကိုရှေ့ကိုထွက်ပြီးတော့တယောက်ချင်းစီရေခိုင်းနေပြီးသဲပေါ်မှာအစွဲမှန်ရေခိုင်းပြီးကြည့်တယ်ပြီးလို့ရှိရင်သူတို့ကိုဒီပေါ့နော်တီရှယ်မြင်းကွက်ထဲမှာရေခိုင်းတယ်ပြီးလို့ရှိရင်ထက်ရေခိုင်းတာတော့တီရှယ်တို့မရှိဘူးပေါ့နော်အเจ้าမှာထက်ရေတဲ့စာအုပ်ကနည်းနည်းကြီးတော့တီရှယ်အဲ့ချက်မှာမရေခိုင်းဘူးသူတို့အဲ့မြင်းကွက်တွေထဲမှာပဲရေခိုင်းပါတယ်အနားယူခြင်းကလေးတွေတနေ့တာအနားယူတဲ့အချိန်ဖြစ်ပါတယ်အဲ့ရကနိုးရင်တော့မိကုံမေးခြင်းဆိုတဲ့သင်ခန်းစာကိုသွားပါမယ်ဘာဒီမေးမှလဲဆိုဈေးနဲ့ပတ်သက်တာပဲမေးမှာပါမိမိအိမ်ပတ်ဝန်းကျင်အနီးနားမှာဘာဆိုင်နေရှိလဲကလေးကြံမုတ်ဆိုင်ရှိတယ်နောက်တစ်ခါကုံစုံဆိုင်ရှိရစသဖြင့်သူတို့ဖြေလိုက်မယ်အဲ့ဒီဆိုင်မှာဘာဒီဝယ်လို့ရတယ်လဲကလေးတွေကိုမေးမယ်မေးပြီးတဲ့အခါကျရင်သူတို့ပေါ့နော်မြင်ဘူးတဲ့ဈေးဆိုင်ပုံသူတို့စိတ်ကြိုက်ဆွဲခိုင်းပါမယ်တနေ့တာအနည်းချုပ်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်